ဒုတိယလေယာဉ်မှူးတဦးဖြစ်သူဘင်ထန်တို့သူ၏ဇနီးတွေကအိမ်ပြန်လာရန်ဖုန်းခေါ်ဆိုလာသည်သူတို့နှစ်ဦးစလုံးသည်တားဖြစ်သူဖျားနာနေသောကြောင့်စိတ်ထိခိုက်ကြေကွဲနေကြသည်ဇနီးဖြစ်သူကသူ့ကိုထွက်ပြေးနေခြင်းကိုရပ်တန့်ရန်ပြောသည်လေစိတ်အနီးနားတွင်တော့ခီးတဲ့တဦးဖြစ်သူဒန်ဒီချိုရင်းနေသောအာသွင်းကြိုးတစ်ခုကိုအသုံးပြုရင်းလေစိတ်ဝန်ထမ်းကတားမြစ်တော်လဲဆေးလိပ်တောက်နေသည်ထို့နောက်အနံမီခီးဆောင်အိတ်ထဲတွင်တဲဆောင်ခွင့်လုံးဝပိတ်ပင်ထားသောပါဝါဘန်ကိုသူ၏အနီရောင်အိတ်ထဲသို့သူကထည့်လိုက်သည်ဘင်အရှိတို့ရှောက်လန်းလာစဉ်လေရင်စီးရမှာကြောက်လန့်နေသောကိုရာဟုခေါ်သည့်မင်းကလေးငယ်တဦးကိုသတိပြုမိသည်သူမကသူ့ကိုဦးလေးကလေရင်မှုကြီးလားဟုမေးသည်ဘင်ကသူမကိုမဟုတ်ပါဘူးဦးလေးကဒုတိယလေရင်မှုပါဟုပြောသည်ကိုရာကဦးလေးကလေရင်မှုကြီးဖြစ်ရမယ့်အရွယ်ထက်အသက်ကြီးနေပြီမဟုတ်ဘူးလားဟုပြန်ပတ်သည်ဘင်ကဘဝမှာတချို့သောလမ်းလွဲတွေကိုရှောက်ရတတ်ကြောင်းပြန်လည်ဖြေကြားသည်ကိုရာသည်သူမဤဖခင်မိတွေမွေးစားမောင်လေးတို့နှင့်အတူခီးသွားနေခြင်းဖြစ်သည်သူမဤမိတွေကသူမမောင်လေး၏အဝိစားများတွင် GPS တီနေရာပြကိရိယာတစ်ခုတက်ဆင်ပေးထားပြီးကိုရာသည်သူမဤဖုံးမှတဆင်တီနေရာကိုခြေရခံနိုင်သည်ပိုးစားမှုတစ်ခုကြောင့်ထိုနီယောင်အိတ်သည်စကင်ဖက်စစ်ဆေးမှုကိုကျော်လွန်သွားပြီးလေရင်ကုန်ဒေတာထဲသို့အတင်ခံလိုက်ရသည် Los Angeles မှရှန်ဟိုင်းသို့ပြန်တမ်းမိဤလေရင်ပေါ်တွင် Electronic အားကစားသမားအဖွဲ့တစ်ဖွဲ့လည်းလိုက်ပါလာသည် American ကစားသမားတဦးကတရုတ် e-sport ကစားသမားများကိုစတင်လောင်ပြောင်သည်သူတို့၏အသင်းကောင်းဆောင်ကသူ၏အသင်းဖော်ကိုကာကွယ်ရန်ရှေ့ထွက်လာပြီးနောက်နေပြကထို American ကစားသမားကိုဘေးသို့ဆွဲထုတ်ကတောင်းပန်လိုက်သည်ဤလေရင်၏လေရင်မှုကြီးမှာရစ်ချက်ဟုခေါ်သောတက်ကြီးရွယ်ကိုအမျိုးသားတဦးဖြစ်သည်လေရင်သည် Los Angeles မှပြန်တက်သွားသည်ဤနေရာတွင်ဘင်သည်လေတက်မှထုတ်ပယ်ခံခဲ့ရကြောင်းသိရှိရသည်သူသည်လုံထုံးလုံနည်းများကိုမှန်ကန်စွာမလိုက်နာသောသူ၏အထက်လူကြီးကိုလက်ရောက်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်သူသည်သူ၏ပင်စင်လစာနှင့်ခန်းစားခွင့်အလုံးကိုဆုံးရှုံးခဲ့ရပြီးထို့ကြောင့်ပင်ဒုတိယတန်းစားလေကြောင်းလိုင်းတစ်ခုတွင်ဒုတိယလေယာဉ်မှုအဖြစ်ရောက်ရှိလာခြင်းဖြစ်သည် e-sport ကစားသမားလီလီကသူမ၏အသင်းကောင်းဆောင်ဆန်ကိုသူမ၏စာကိုဖတ်ရန်ပါကြောင့်အဲ့လောက်တောင်ကြောက်နေရတယ်လေဟုမေးသည်ဆန်ကသူမကြောက်ကြောင်းနှင့်တရုတ်နိုင်ငံသို့ပြန်ရောက်မှဖတ်မိဟုပြောသည်သူသည်ထိုင်ခုံမှထကာတန့်စင်ကန်သို့ဦးတည်သွားပြီးထိုနေရာတွင်သူ၏ဖုံးကပါတွင်၌ထည့်သွင်းသိမ်းဆည်းထားသည့်လီလီ၏စာကိုထုတ်ကြည့်လိုက်သည်အခြားတနေရာတွင်တော့ကိုရာဤဖခင်ကသူမကိုနစ်မောင်လေးဖင်အပေါ်နေနဲ့လောက်ပိုကောင်းပေးရင်တည်သွားမှာမို့လို့လားဟုအတနာခံနေသည်သို့တော်ကိုရာကနားမထောင်ပေသူမသည်သူမဤမိတွေကိုအထင်ရှားမုန်းတီးနေသည်သူမဤဖခင်ထကာတန့်စင်ကန်သို့သွားသည်သူမဤမိတွေကသူ့နောက်မှလိုက်သွားသည်ကုန်ခန်းအတွင်း၌ချိုရင်းနေသောအာသွင်းကျိုးမှမိဝါများထွက်ကမိစတင်လောင်ကျွမ်းသည်ဖင်ကကိုရာကိုမေမေနဲ့ဖေဖေပဲမှလဲဟုမေးသည်ကိုရာကတန့်စင်ကန်ဘက်သို့ညွှန်ပြကထိုနေရာတွင်ရေကူးကန်ရှိပြီးသူတို့ထိုနေရာကိုတွားကြခြင်းဖြစ်ကြောင်းလိန်ပြောလိုက်သည်ဖင်သည်နောက်တစ်ခန်းသို့လျှောက်သွားပြီးဗီဒီယိုဂိမ်းကစားနေသောအမျိုးသားတဦးဘေးတွင်ထိုင်ကလိုက်ကစားနေသည်မောင်းနှင်ခန်းအတွင်း၌ဖင်သည်ကုန်ခန်းအတွင်းမိခိုးနှင့်မိလောင်မှုတွေ့ရှိကြောင်းသတိပေးချက်ရရှိသည်ထို့သောမြင်လိုက်ရသည့်ခဏတွင်ပင်သူသည်မိသက်ဘူးများကိုဖွင့်ချလိုက်တော်လဲ၎င်းတို့သည်လှုပ်ဆောင်တင်သလိုအလုံးမလုံးကြပေဖင်သည်ရေဒီယိုမှတဆင့်ဆင်းသက်ရန်အနည်းဆုံးတင့်တော်မီလေစိတ်ကိုမေးမြန်းသည်အနည်းဆုံးနေရာမှာတောင်ဘက်ရေမိုင်400ကွာရှိကိုအန်ပီပီဆိုင်ရာလေစိတ်ဖြစ်သည်ကိုရာသည်သူမဤဖခင်ကိုခေါ်ရန်တန့်စင်ကန်ဘက်သို့ဦးတည်သွားသည်လေရင်အမှုထမ်း2ဦးသည်မိသက်ဆေးဘူးများဖြင့်ကုန်ခန်းထဲသို့ဝင်ရောက်ကမိကိုငိမ့်သက်ရန်စ조사တော်လဲမိကတိုင်းကျိုးများကိုလောင်ကျွမ်းသွားစေသဖြင့်ကုန်ဒေတာသည်အရှိတို့လျှော့ချကဂတ်အိုးချိုကိုတွားရောက်ရိုက်မိသည်ထိုဂတ်အိုးများကဗရန်ပရာအခြေအနေကိုဖန်တီးလိုက်သည်လေရင်တွင်အပေါက်ကြီးတစ်ခုပွင့်ထွက်သွားသည်ပစ္စည်းများလွင့်စင်လာပြီးခီးတဲ့များကိုစတင်ထိမှန်တော်လဲလီလီကကိုရာကိုဖန်ထိန်ထားလိုက်သည်အောက်ဆီဂျင်မျက်နှာဖုံးများခီးတဲ့တိုင်းရှေ့မောက်သို့ကျလာသည်သို့တော်ကိုရာဤမိဘများကတော့တန့်စင်ကန်အတွင်းသတိလစ်လဲရောက်နေကြသည်လွင့်စင်နေသောအပျက်စီးများကလူများကိုသတိလစ်သွားစေတော်လဲရစ်ချက်ကလေရင်ကိုဘေးကင်းသောအမြင့်ပေသို့နှိမ့်ချပေးလိုက်သည်သူကယခုအခါဘေးကင်းသောအမြင့်ပေသို့ရောက်ရှိပြီဖြစ်လေခီးတဲ့များမျက်နှာဖုံးများကိုချွတ်နိုင်ပြီဖြစ်ကြောင်းကြေညာသည်ဒန်ဒီသူ၏ထိုင်ခုံမှထလိုက်သည်ဆန်ကတန့်စင်ကန်ထဲမှလီလီရှိရာသို့ပြေးထွက်လာတော်လဲလေရင်အမှုထမ်းတဦးကထို့သို့ပြေးခြင်းမှာအနေရရှိသောကြောင့်သူ့ကိုအနီးနားရှိထိုင်ခုံတစ်ခုတွင်ထိုင်ခိုင်းလိုက်သည်ဒန်ဒီတန့်စင်ကန်ထဲတွင်ထိုင်ကာဆေးလိပ်တောက်နေသည်မီးလောင်နေသောကုန်ဒေတာသည်အင်ဂျင်ကိုတွားရောက်ရိုက်မိသည်အင်ဂျင်သည်ပောက်ကွဲပျက်စီးသွားပြီးလေရင်၏ဘေးသက်တွင်အပေါက်ကြီးတစ်ခုပွင့်ထွက်သွားကလူများအပြင်သို့ပြုတ်ကျကုန်ကြသည်လေရင်ထိန်းချုပ်စနစ်များအလုံးမလုံးတော့ပဲယခုအခါ၎င်းတို့သည်သမုဒ္ဒရာကျဲကြီးအထက်ရောက်နေသည်ဒုတိယမြောက်အင်ဂျင်လည်းမီးလောင်ကျွမ်းသွားသည်၎င်းတို့သည်လျှက်စစ်စွမ်းအင်နှင့်ရေဒီယိုချက်ပြမှုများဆုံးရှုံးသွားသည်ဘင်ကအရေးပေါ်လျားတာပိုင်ကိုဖွင့်ချလိုက်သဖြင့်စက်ပစ္စည်းကိရိယာများပြန်လည်တက်ဝင်လာသည်ကိုရာသည်သူမဤမိဘများထံသို့ပြေးသွားတော်လဲလေရင်အမှုထမ်းတဦးကသူမကိုဖန်ထိန်ထားလိုက်သည်ရစ်ချက်ကရေပြင်ပေါ်သို့ဆင်းသက်ရန်ဆုံးဖြတ်လိုက်သည်သူကဘင်ကိုလောင်စာစီများစတင်ဆုံးထုတ်ရန်ပြောသည်သူကလူတိုင်းကိုဆင်းသက်မှုကိုကြံ့ကြံ့ခံရန်ကြေညာသည်ခီးတဲ့များခေါင်းပုံထားကြတော်လဲလေရင်သည်မြန်ဆန်စွာဆက်လက်ထိုးဆင်းနေစေဖြစ်သည်ရစ်ချက်နှင့်ဘင်တို့သည်ရစ်ချေနေကိုမိတို့ကင်တွေရမည်နည်းဟုသောချက်ပေါ်အငင်းပွားကြသည်ဘင်ကရစ်ချက်ကိုလေရင်ကိုပွေ့ရန်ပြောသည်၎င်းတို့သည်လိုင်းလုံးများနှင့်အပြိုင်ဆင်းသက်ကြမည်ဖြစ်သည်သူတို့လေရင်၏အရှိန်ကိုလျှော့ချရန်ကြိုးစားကြသည်ရစ်ချက်ကဘင်ကိုသူ၏ထိုင်ခုံကိုနောက်ဆုံးထိရွှေ့ကထိုင်ခုံပတ်ကြိုးကိုတင်းကျပ်ထားရန်ပြောသည်လူတိုင်းကြောက်လန့်တုန်လှုပ်စွာအော်ဟစ်နေကြသည်လေရင်သည်သမုဒ္ဒရာရေပြင်ပေါ်သို့တဲတဲကြီးကျရောက်သွားသည်၎င်းသည်ရေပြင်ပေါ်တွင်ရှော့တိုက်သွားစဉ်ရေအောက်ကျောက်ဆောင်များကိုတိုက်မိသည်လေရင်တောင်ပံတစ်ခုကျိုးထွက်သွားပြီးလေရင်သည်လုံးဝတိမ်မောက်သွားကအပိုင်းနှစ်ပိုင်းကွဲထွက်သွားသည်လေရင်အတွင်းသို့ရေများစတင်ချန်ဝင်လာသည်ထိခိုက်မိမှုကြောင့်လူများပြားထပ်မံသေဆုံးကြသည်ခေတ္တမြတ်ကြသောလေရင်ပျက်စီးများနှင့်လူသေးလောင်းများသည်သမုဒ္ဒရာပြင်ကျယ်တွင်မျောပါနေကြသည်အသက်ရှင်ကျန်ရစ်သူများကကုညီရန်အော်ဟစ်ကြသည်မောင်းနှင်ခန်းအတွင်း၌ရစ်ချက်သည်သတိလစ်နေပြီးမောင်းနှင်ခန်းမှန်သည်ရေဖိအားကြောင့်ကွဲအပ်လိုနီးပါးဖြစ်နေသည်လေရင်အမှုထမ်းပန်နီသည်တစ်ချိန်လုံးကိုရာကိုဖန်ထိန်ထားခဲ့သည်ကိုရာသည်ပျက်စီးနေသောလေရင်ပေါ်မှနေ၍မြင်ကွင်းကိုကြည့်နေသည်လေရင်၏အပိုင်း၃ပိုင်းသည်တစ်ခုနှင့်တစ်ခုအလန့်ကွာဝေးလျက်ရှိနေသည်ပန်နီကကိုရာကိုထိုနေရာတွင်ပင်နေရန်ပြောပြီး
ဘင်ကရစ်ချက်ကိုကယ်ထုတ်ရန်စ조사နေသောမောင်းနှင်ကန်ထဲသို့ဝင်သွားသည်ရစ်ချက်တတိယလာပြီးသူကဘင်ကိုအရေးပေါ်ပစိန်ဖြင့်သူ့ကိုဖျက်တောက်ကယ်ထုတ်ရန်စ조사ခိုင်းသည်လေရင်၏အလဲပိုင်းတွင်ဆန်သည်လီလီသူမ၏ထိုင်ကုန်တွင်မရှိတော့ကြောင်းသိလိုက်ရသည်ဤနေရာတွင်ကြန့်ရှိနေသူများသည်ပြင်းထန်စွာဒဏ်ရာရရှိထားကြသည်ဆန်ကသူမကိုစတင်အော်ဟစ်ရှာဖွေသည်လေရင်၏နောက်ဆုံးပိုင်းသည်ရေထဲတွင်ပြောင်းပြန်လန်လျက်မျောပါနေသည်ဖင်သည်အမျိုးသားတဦးနှင့်အတူရှိနေပြီးလေရင်အမှုထမ်းဆိုးလည်းထိုနေရာတွင်ရှိနေသည်လီလီသည်ရေထဲတွင်ကူးခတ်နေသည်သူမသည်ခြေထောက်မှသွေးများစီးကျနေလျက်လေရင်ပြက်စီးတစ်ခုပေါ်သို့တက်လိုက်သည်မောင်းနှင်ကန်ထဲတွင်တော့သူတို့ရစ်ချက်ကိုမကယ်ထုတ်နိုင်ကြဘဲမောင်းနှင်ကန်သည်မိသည့်အချိန်တွင်မဆိုပြိုလဲသွားနိုင်သည်ဘင်ကသူ၏ခြေထောက်ကိုမဖြတ်တောက်နိုင်ပေသွေးလုံပြီးတေဆုံးသွားလိမ့်မည်ရစ်ချက်ကရေများတစ်ပြင်လုံးသို့မရှန်စေဘဲမောင်းနှင်ကန်ထဲတွင်သာပိတ်မိနေစေရန်တကားပိတ်ပြီးထွက်သွားဖို့သူ့ကိုပြောသည်ရစ်ချက်ကဘင်အခုကစားပြီးဒါကမင်းရဲ့လေရင်ပဲအိမ်ပြန်ပါတော့မင်းရဲ့သားလေးနဲ့အတူရှိပေးပါဟုပြောသည်ဘင်ထွက်ခွာခါနီးတွင်ရစ်ချက်ကသူ့ကိုအရေးပေါ်တီနေရပြအချက်ပြကိရိယာ ELD ကိုစစ်ဆေးရန်ပြောသည်ဘင်သည်အပြင်ဘက်မှမြင်ကွင်းကိုကြည့်လိုက်သည်လေရင်၏နောက်ဆုံးပိုင်းတွင်လူများစုမှာတေဆုံးနေကြပြီဖြစ်သည်တပိုင်းလုံးသည်ရေအောက်တွင်ပြောင်းပြန်ဆွဲလျက်ရှိနေသည်တန့်စင်ကန်ထဲတွင်ဖင်၏အမေတတိယလာသည်သူမကကိုရာဖခင်ကိုနိုးသည်သို့တော်တန့်စင်ကန်တကားကိုဖွင့်လိုက်သည့်ခဏတွင်ရေများဒလဟောဝင်ရောက်လာသည်ရစ်ချက်သည်မောင်းနှင်ကန်ထဲတွင်ထိုင်ကာသူ၏မိသားစုတပ်ပုံကိုစိုက်ကြည့်နေသည်မှန်ကွဲသွားပြီးရေများကသူ့ကိုပါဝါမျိုးသွားတော့သည်နောက်ဆုံးပိုင်းတွင်အဖွားအိုဘက်ကီသည်တွေးခုံနှုံးရှိနေသေးသည်သူမတတိယလာသည်ရေများတက်လာသောကြောင့်သူတို့အပေါ်သို့ပုံမတက်ကြရမည်ဖြစ်သည်လေရင်တိုင်းတွင်အရေးပေါ်တည်နေရပြအချက်ပြကိရိယာ ELD ပါရှိသည်လက်ရှိတွင်၎င်းသည်အလဲပိုင်း၌ရှိနေလောက်သည်၎င်းသည်အလိုလျောက်အလုပ်လုပ်ခြင်းရှိမရှိစစ်ဆေးရန်ဘင်အနေဖြင့်အလဲပိုင်းသို့ရောက်အောင်သွားရမည်ဖြစ်သည်သူသည်ပန်နီနှင့်ကိုရာအတွက်ဖောင်ကိုချန်ထားခဲ့ကာရေကူးသွားရန်ဆုံးဖြတ်လိုက်သည်သို့တော်ပန်နီကသူမကိုတွားခွင့်ပြုလိုက်ပါသူမကရေကူးပညာရှင်ဟောင်းတဦးပါဟုပြောသည်ကိုရာကသူမဤမိဘများနှင့်မောင်လေးကိုရှာဖွေရန်အလွန်မင်းအလိုရှိနေသဖြင့်သူမနှင့်အတူလိုက်ချင်သည်ပန်နီကသူမကိုထိုနေရာတွင်ပဲနေရန်နှင့်သူမဤဖက်နှက်များကိုစောင့်ရှောက်ထားရန်ပြောသည်ပန်နီရေရဲသို့ဝင်သွားသည်သူမထွက်သွားပြီးနောက်ကိုရာသည်ရေထဲတွင်ငမန်းများကိုတတိပြုမိသည်သူတို့ကပန်နီကိုငမန်းတွေဟုလှမ်းအော်တော်လဲသူမကတလုံးမြတဲတဲကွဲကွဲမကြားရပေဘင်ကဖောင်ကိုရေရဲသို့ပစ်ချလိုက်ပြီးသူနှင့်ကိုရာတို့သည်ပန်နီရှိရာသို့ဥတီသွားကြသည်ထိုတော်အတွင်းနောက်ဆုံးပိုင်းမှာအသက်ရှင်ကျန်ရစ်သူများသည်လေဟာနယ်တစ်ခုအတွင်းပိတ်မိနေသောကြောင့်သာအသက်ရှင်နေကြခြင်းဖြစ်သည်အကယ်၍သူတို့လွတ်မြောက်ရန်တကားဖွင့်လိုက်ပါက၎င်းသည်နှိမ့်မြုပ်သွားပြီးသူတို့တည်ဆုံးကြလိမ့်မည်ရေပြင်ပေါ်တွင်ငမန်းသည်ပန်နီထံသို့နီးကပ်လာပြီးဖြစ်သည်သူမသည်ငမန်းများအကြောင်းတတိပေးနေသောကိုရာအတန်နီးကပ်လာသည်ကိုကြားရတော့လဲထိုခဏ၌ပင်ငမန်းကတိုက်ခိုက်လိုက်သည်ဘင်ကပန်နီကိုဆွဲတင်ရန်စ조사တော့လဲသူမကိုမကယ်တင်နိုင်ခဲ့ပေငမန်းကသူတို့၏ဖောင်ကိုပါလှမ်းဟပ်တော့လဲဘင်ကလေတက်ဖြင့်ပြန်လည်ရိုက်နှက်မောင်းထုတ်လိုက်သည်လေရင်၏အလဲပိုင်းတွင်လူတိုင်းကတောင်းတနေရာသို့စုပြုံတို့ကြသဖြင့်အလေးချိန်ပြောင်းလဲမှုကြောင့်လေရင်ပိုင်းသည်အရှိတို့အနှဲငယ်လျှော့ကျသွားသည်အမျိုးသမီးတဦးရေရဲသို့ပြုတ်ကျသွားတော့လဲသူမသည်လင်းမြန်စွာပြန်လည်တက်လာနိုင်သည်ပြောင်းပြန်လည်နေသောအပိုင်းတွင်ဇိုးကမက်၏ဒဏ်ရာရနေသောလက်ကိုပတိစီးပေးနေသည်သူတို့အားလုံးငိုနေသောဖင်ကိုစိတ်အေးစေရန်ဖြောင်းဖြတ်ကြသည်အလဲပိုင်းတွင်ဆန်ကအလေးချိန်လျှော့ချရန်သူတို့ထဲမှအချို့သည်ရေရဲသို့ပြန်ဆင်းရမည်ဖြစ်ကြောင်းလူတိုင်းကိုပြောသည်သူတို့သည်တနာကြောက်တန်းတစ်ခုပေါ်တွင်တင်နေခြင်းဖြစ်ပြီး၎င်းပေါ်တက်ရောက်နေသောဖိအားကိုလျှော့ချရန်လိုအပ်တော်လဲအမေရိကန်ကစားသမားဟတ်ချ်ကနားမထောင်ပေသူတို့နှစ်ဦးထပ်မံ၍ထိတ်တိုက်တွေ့ကြသည်ဟတ်ချ်နေပြကိုယ်တိုင်ပင်ဆန်ပြောတာမှန်ကြောင်းဝန်ခံသည်ဟတ်ချ်အသင်းဖော်ဂျက်စီကရေဘက်သို့ရွှေ့ရန်သဘောတူတော်လဲဟတ်ချ်ကတော့သဘောမတူပေလီလီရှိနေသောအပိုင်းသည်ရေရဲသို့မျောပါသွားသည်သူမသည်ဒဏ်ရာရထားသောခြေထောက်ဖြင့်ကူးခတ်ရပြီးနောက်ဆုံးတွင်အလဲပိုင်းသို့ရောက်ရှိလာသည်ဆန်သည်သူမနှင့်ပြန်လည်ဆုံတွေ့ရတော်လဲထိုချိန်တွင်ပင်ငမန်းတကောင်ကနေပြကိုတိုက်ခိုက်လိုက်သည်ဂျက်စီကသူ့ကိုကယ်တင်ရန်စ조사တော်လဲသူပါငမန်းဤသားကောင်ဖြစ်သွားရသည်ဟတ်ချ်ကဤအရာအလုံးအတွက်ဆန်ကိုစတင်အပြစ်တင်ပြီးသူ့ကိုရိုက်နှက်တော်သည်သို့တော်ထိုချိန်တွင်ပင်ဘင်ရောက်ရှိလာပြီးဟတ်ချ်ကိုဆွဲထုတ်လိုက်သည်နောက်ဆုံးပိုင်းတွင်ဇိုးကသူမရင်ကိုဆင်းပြီးထွက်ပေါက်ရှာနိုင်ကြောင်းပြောတော်လဲမက်ကသူ၏လက်ကောက်ဝှက်ကျိုးနေသည့်တိုင်အောင်သူကိုယ်တိုင်လုပ်မိဟုဆိုပြောသည်ဘက်ကီကသူ့ကိုမတွားရန်ပြောတော်လဲသူသည်ကောင်းမွန်သောလက်တစ်ဖက်တည်းဖြင့်ရေရဲသို့ဆင်းသွားသည်သူသည်လေရင်အောက်ခြေမှတဆင့်ရေပြင်ပေါ်သို့ရောက်အောင်သွားသည်သူကကူညီရန်စတင်အောင်ဟစ်ပြီးထိုနေရာတွင်ကိုရာ၏ဖခင်ကိုတွေ့လိုက်ရတော့လဲနောက်တစ်ခဏ၌ပင်ငမန်းတကောင်ကသူ့ကိုဝါမျိုးသွားတော့သည်မက်ကကူညီရန်အော်ဟစ်ဆဲဖြစ်သည်အလဲပိုင်းသို့ပြန်သွားရတော့ပင်ကလူတိုင်းကိုအသက်ရှင်နေရခြင်းမှာကံကောင်းကြောင်းပြောသည်လေရင်ပေါ်တွင်လူပေါင်း293ဦးပါလာခဲ့ပြီးယခုခါသူရေတွက်ရသည့်30ခန့်သာရှိတော့သည်သူတို့တွင်ဖောင်များရှိနေသည်ဘင်သည် ELD ကိုရှာဖွေသည်ကိုရာသည်လေရင်ပေါ်တွင်သူမဤဖခင်ကိုရှာဖွေနေသည်ဘင်က ELD ကိုဖွင့်လိုက်သည်သူက၎င်းကိုထိမ့်သိမ်းထားရန်တန်ထန်သို့ကမ်းပေးပြီးနောက်အခြားတောင်းတနေရာတွင်ကိုရာကိုငမန်းရံမှကယ်တင်လိုက်သည်သို့တော်သူတို့၏ဖောင်တစ်ခုမျောပါသွားပြီးအလဲပိုင်းထဲသို့ရေများရှံဝင်လာသည်ရုံးရင်းဆန်ခတ်ဖြစ်မှုအတွင်းဒန်သည် ELD ကိုရေရဲသို့ချပစ်လိုက်မိသည်ဆန်သည်ခီးဆောင်အိတ်တစ်ခုကိုဖက်တွယ်လျက်တကိုယ်ရဲရှိနေသည်သူသည်သတိလစ်နေသောဟတ်ချ်ကို၎င်းပေါ်သို့တင်ထားသည်ဘင်ကဒန်ကို ELD တောင်းရဒန်က၎င်းကိုချပစ်လိုက်မိပြီဟုဆိုသည်သူကအကယ်၍၎င်းမှာထိုမြရေးကြီးပါကဘင်ကိုယ်တိုင်ကင်ထားတင်ကြောင်းပြောသည်ကိုရာကဆန်အဝေးတွင်ရေကူးနေသည်ကိုမြင်သည်ဘင်သည်သူတို့ကိုပါတွားရောက်ကယ်တင်ရမည်ဖြစ်သည်ထိုအချိန်တွင်ပင်ငမန်းများကသူတို့အနားသို့ဝိုင်းလာကြသည်ယခုအခါဒန်သည်သူတို့၏ဖောင်ကိုထိုနေရာသို့မယူဆောင်သွားခြင်းတော့ပေ
သူကဤအရာအလုံးသည်ဘင်ကြောင့်ဖြစ်ရတာဟုဆိုကသူ့ကိုထိုးလိုက်သည်သို့တော်ဘင်ကသူ့ကိုပြန်ထိုးပြီးသူတို့သွားခဲ့ကြမည်ဖြစ်ကြောင်းနှင့်ဒန်ကိုပါတပါးရဲခေါ်သွားမည်ဖြစ်ကြောင်းပြောသည်ငမန်းများသည်ဆန်နှင့်ဟက်ချကိုဝိုင်းနေကြသည်ဘင်ထိုနေရာသို့ရောက်ရှိသွားပြီး၎င်းတို့နှုတ်စလုံးကိုအချိန်မီကဲတင်နိုင်ခဲ့သည်သို့တော်ပြောင်းပြန်လည်နေသောအပိုင်းတွင်တော့သူတို့မက်ကိုနောက်ထပ်မဆောင်နိုင်ကြတော့ပေဘက်ကီကထိုနေရာမှမထွက်ခွာရန်ညှင်းဆန်သည်သူမကဇိုးကိုဖင်ကိုသာခေါ်သွားရန်ပြောသည်ဇိုးကသူမအတွက်ပြန်လာခဲ့မည်ဟုပြောသည်သူမသည်ဖင်နှင့်အတူအရှိတို့တိုးလာပြီးထိုနေရာတွင်မက်အလောင်းကိုတွေ့ရှိကြသည်သူတို့တို့သည်သမုဒ္ဒရာရေပြင်ပေါ်သို့ရောက်ရှိလာပြီးအနီးနားတွင်မပွင့်ရသေးသောဖောင်တစ်ခုမျောပါလာသည်ထိုအချိန်တွင်ပင်လီလီကအထက်ကောင်းကင်တွင်ပြန်တန်းနေသောလေရင်တစ်စင်းကိုလှမ်းမြင်လိုက်သည်သူတို့အားလုံးကူညီရန်လက်ဝဲရန်ပြကြတော့လဲလေရင်ကသူတို့ကိုမမြင်ပေထိုနေရာတွင်ဇိုးကဖောင်ကိုဖွင့်လိုက်သည်သူမကဖင်ကိုထိုထဲသို့ထည့်ခါနီးတွင်ငမန်းများကသူမကိုတိုက်ခိုက်တော်လဲငမန်းများသည်တကောင်နှင့်တကောင်ပြန်လဲကြိုက်ခဲ့ကြသည်ဇိုးသည်ဖင်ကိုဖောင်ထဲသို့ရင်မြန်စွာတင်ပေးလိုက်ပြီးသူမကိုယ်တိုင်လည်းတွေးထွက်နေသောဒဏ်ရာရခြေထောက်ဖြင့်တက်လိုက်သည်ထို့နောက်သူမသတိလစ်သွားသည်ဖင်ကကူညီရန်အော်ဟစ်သည်သူဤနေရာတွင်တယောက်တည်းဖြစ်နေသည်ထိုချိန်တွင်ပင်ဖောင်သည်အောက်ခြေမှနေစတင်လောက်ခါလာသည်ဖင်ကငုံကြည့်လိုက်ရာငမန်းတကောင်က၎င်းကိုဝင်တိုက်သဖြင့်သူသည်ဘေးဘက်တွင်တွဲလောင်းကြနေရရှာသည်ပြောင်းပြန်လည်နေသောအပိုင်းတွင်ရေများသည်ဘက်ကီလဲပင်ထိတက်လာခဲ့ပြီဖြစ်သည်သူမသည်သူမဤမြေးမလေးကိုတတိယပြီးဖျားသခင်ထံတွင်သူမဤဘဝကိုပျော်ရွှင်မှုများဖြင့်ဖြစ်စေပေးရန်ဆုတောင်းစကားဆိုသည်ထိုချိန်တွင်ပင်၎င်းတို့ကိုရှာဖွေနေသောရဟတ်ရင်တစ်စင်းရောက်ရှိလာသည်၎င်းတို့သည်တရုတ်ငါးဖမ်းတင်မောတစ်စင်းကိုလည်းဆက်သွယ်ပြီးသူတို့ရှိရာအနီးနားတွင်လေရင်ပြတ်ကျမှုဖြစ်ပွားခဲ့သဖြင့်အသက်ရှင်ကျန်ရည်သူများကိုကူညီပေးရန်အကြောင်းကြားသည်ဖောင်ပေါ်တွင်ဟက်ချကစန်ဒီလီလီကိုစိုက်ကြည့်နေသည်ကိုသတိပြုမိသည်ဟက်ချကသူ့ကိုသူမအားဖွင့်ပြောလိုက်ရန်တိုက်တွန်းတော်လဲဆန်ကကစားသမားချင်းချင်းတွေ့ခြင်းမပြုရဟုသောစီကံကြောင့်မပြောခြင်းပေဟက်ချကထိုစီကံကိုမိသူမျှမလိုက်နာကြောင်းပြောသည်ကိုရာသည်နောက်ဆုံးတွင်သူမဤမိသားစုအသက်မရှင်တော့ကြောင်းသဘောပေါက်သွားသည်သူမဤဖခင်ကသူမအားဖင်ကိုစောင့်ရှောက်ရန်ပြောခဲ့တော်လဲခုနှစ်နှစ်သားသာရှိသေးသည့်ဖင်ကိုသူမမစောင့်ရှောက်နိုင်ခဲ့ပေဘင်ကသူဤသားသည်လည်းခုနှစ်နှစ်ရှိပြီဖြစ်ကြောင်းပြောကသူဤဟောင်းနှမ်းနေသောတပုံကိုကိုရာကိုပြသသည်ထိုအချိန်တွင်ပင်ကယ်ဆယ်ရေးရဟတ်ရင်သည်သူတို့စီတို့ဥတီဝဲပြန်လာသည်ရေကူးသမားတဦးကသူတို့ကိုကယ်တင်ရန်ဆင်းသက်လာသည်ဘင်ကလက်ဝဲရန်ကမစင်းနဲ့ဟိုအော်ဟစ်တော်လဲသူတို့ကသူဤတတိပေးချက်ကိုမရိပ်မိကြပေထိုရေကူးသမားရေပြင်ပေါ်သို့ရောက်ရှိသည့်ခဏတွင်ပင်ငမန်းတကောင်ကသူမကိုတိုက်ခိုက်လိုက်သည်သူမကိုအပေါ်သို့ပြန်ဆွဲတင်တော်လဲငမန်းကခုန်တက်ကသူမကို၎င်း၏မေယိုဖြင့်ကြိုက်ခဲပန်းဆွဲသွားသည်သူမနှင့်ချိတ်ဆက်ထားဆဲဖြစ်သောဂျိုးကရဟတ်ရင်ကိုပါလဲပတ်သွားစေပြီး၎င်းပါပြတ်ကျသွားတော်သည်ထိခိုက်မှုကြောင့်သူတို့၏ဖောင်တိမ်မောက်သွားသည်လူတိုင်းအပေါ်သို့ပြန်တက်လာကြတော့လဲအတက်တွင်တန်ကလေရင်အမှုထမ်းတအုပ်ကိုရေရဲသို့တွန်းချမိသဖြင့်ငမန်းများကသူမကိုဝါမျိုးသွားကြသည်သို့တော်ထိုအချိန်တွင်တရုတ်တင်မောရောက်ရှိလာသည်၎င်းသည်သူတို့အနားသို့ကပ်မရနိုင်ပဲကြောက်တန်းကိုကြော်ဖြတ်လေမရပေရေသည်အလွန်တိမ်လာသည်ဘင်ဒီဖောင်ကိုသူတို့စီသို့ရောက်အောင်ယူဆောင်ရမည်ဖြစ်တော်လဲ၎င်းပေါ်တွင်လှေတက်များမရှိပေဘင်ကကိုရာတယောက်ဖောင်ပေါ်တွင်မရှိတော့သည်ကိုသတိပြုမိသည်သူမသည်အဝေးရှိလေရင်ပြတ်အပိုင်းအစခုပေါ်တွင်ရက်နေသည်ဘင်ဒီသူမကိုကယ်တင်ရန်ရေကူးသွားတော်လဲငမန်းတကောင်ကသူ့နောက်မှကပ်လိုက်လာသည်ဘင်ဒီလေရင်ပိုင်းအစပေါ်သို့တက်ကကိုရာကိုသူနှင့်အတူလိုက်ခဲ့ရန်ပြောတော်လဲကိုရာကသူမဖေဖေနှင့်အတူဤနေရာတွင်သာနေခြင်းကြောင်းပြောသည်ဘင်ကသူမကိုသူတို့လမ်းလွဲလေးတစ်ခုရှောက်ရဦးမည်ဖြစ်ကြောင်းပြောသည်သူကသူမကိုမိမိကိုယ်တွင်တိုင်းကျိုးဖြင့်ချီနှောင်ကအရှိတို့စတင်ရေကူးတော်လဲပတ်ဝန်းကျင်ရေပြင်တစ်ခုလုံးတွင်ငမန်းများဖြင့်ပြည့်နှက်နေသည်၎င်းကိုမြင်သဖြင့်တရုတ်တငါတွေကဖမ်းမိထားသောငါးအားလုံးကိုရေရဲသို့တုံချလိုက်သည်ထို့ကြောင့်ငမန်းများသည်ငါးများရှိရာသို့လှည့်သွားကြတော်လဲအချို့ငမန်းများကဘင်းနှင့်ကိုရာထံသို့နီးကပ်လာစေဖြစ်သည်ဘင်းက၎င်းတို့ထဲမှတကောင်ကိုအချက်ပြမိတဲ့နှင့်ဖြင့်တိခတ်တိုက်ခိုက်လိုက်ရာကံကောင်းထောင်မှစွာဖြင့်ကျငမန်းများသည်ငါးများကိုစားရန်တင်မောဘက်သို့ဦးတည်သွားကြသည်ဒန်ဒီအနီးနားတွင်မျောပါနေသောဆေးလိပ်ဘူးတစ်ခုကိုသတိပြုမိသည်သူက၎င်းကိုလန့်ယူကဖောင်း၏အဆုံးတွင်လဲလျောင်းရင်ဆေးလိပ်စတင်တောက်သည်ထိုနေရာမှာတင်ငမန်းတကောင်ကသူ့ကိုသားကောင်ဖြစ်ဖမ်းဆီးသွားတော့သည်သူသည်ငမန်း၏ဝါမျိုးချင်းကိုခံလိုက်ရပြီးသူ၏တည်ဆုံမှုကမိတို့အတွက်မျှအရင်ပါခဲ့ပေအခြားသူများအားလုံးကဲတင်ခြင်းခံရသည်ဆန်ကလီလီကိုသူသည်သူမ၏စာကိုမဖတ်ရသေးကြောင်းနှင့်၎င်းမှာယခုအခါသမုဒ္ဒရာအောက်ခြေတွင်ရောက်နေလောက်ပြီဖြစ်ကြောင်းပြောတော်လဲလီလီကသူဖတ်ပြီးကြောင်းနှင့်စီကန်းချက်များကြောင့်စိတ်ထိန်နေခြင်းဖြစ်မှန်းသိသည်ထို့နောက်ဆန်ကသူမ၏နဘူးကိုနမ်းလိုက်သည်ဘင်ကကိုရာထံသို့လာပြီးနောက်တစ်ခဏတွင်ပင်လူတိုင်း၏ဖုံးများတွင်လိုင်းချက်ပြမှုပြန်တက်လာသည်ကိုရာကဘင်၏ဖုံးကိုတောင်းကဖင်ထန်တွင်ရှိသောခြေရာခံကိရိယာ၏တီနေရာကိုရှာဖွေလိုက်သည်၎င်းတို့သည်တီနေရာရှိရာသို့ဦးတည်သွားကြရာထိုနေရာတွင်သတိလက်နေသောဇိုးရှိနေသည့်ဖောင်တစ်ခုကိုတွေ့ရသည်သို့တော်သူမတတိယလာပြီးသူမဘေးတွင်လှဲလျောင်းနေသောဖင်ကိုဖော်ထုတ်ပြသသည်ကိုရာနှင့်ဖင်တို့ပြန်လည်ဆုံတွေ့ကြသည်ကိုရာကသူမစိတ်မကောင်းဖြစ်ရကြောင်းပြောသည်အဆုံးသက်တွင်ပင်ဤသားဖြစ်သူတွင်ကင်ဆာရောဂါရှိနေကြောင်းသိရှိရသည်သူသည်သူ၏ဇနီးထံဖုန်းခေါ်ဆိုကာတားဖြစ်သူနှင့်စကားပြောပြီးဖေဖေအိမ်ပြန်လာနေပြီဟုပြောလိုက်သည်